အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဈေးကြီးပေးဝယ်ရတဲ့မိုက်တွေကိုကျွန်တော်မသုံးဘဲနဲ့ပေါ့နော် background ကစူညံတန်တွေမပါအောင်ဘယ်လိုအတန်သွင်းရလဲဆိုတာကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီအတန်ကိုရင်နားထောင်ကြည့်လိုက်မယ်နော်မင်္ဂလာပါ Logic Lab Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မိုက်မသုံးဘဲနဲ့background စူညံတန်တွေကိုဘယ်လိုဖျောက်ရမလဲဆိုတာပြောပြသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါ Logic Lab Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မိုက်မသုံးဘဲနဲ့ background စူညံတန်တွေကိုဘယ်လိုဖျောက်ရမလဲဆိုတာပြောပြသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမတစ်ခုအနေနဲ့ကတော့အဲ့ဒီအရာကိုမသုံးသေးဘူးเนาะဆိုတော့ကျွန်တော်ခုပြောပြမယ့်အရာကိုမသုံးသေးဘဲနဲ့အတန်သွင်းထားတဲ့အရာဒုတိယ file ကကျတော့ကျွန်တော်အဲ့ဒီအရာတစ်ခုကျွန်တော်တုံးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အတန်ကလုံးဝကွာသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော် Adobe Podcast ဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုရင်ကျွန်တော် Adobe Podcast ကိုသုံးပြီးတော့မှအတန်တွေကိုစူညံတန်ဘယ်လိုဖြောက်မလဲဆိုတာကျွန်တော်သိစိတ်လုပ်ပြသွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော် Adobe Podcast ဆိုတဲ့website ထဲကိုသွားရမယ်ပေါ့နော်ကျွန်တော်browser တစ်ခုသုံးမယ် browser ထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Adobe Podcast ဆိုရရေးထည့်လိုက်အောင်เนาะပြီးတော့မှနောက်တစ်ခု enhance ဆိုတာကျွန်တော်တို့တစ်ခါတည်းရေးထည့်လိုက်လို့ရတယ် Adobe Podcast မှာ spacebar ရှာပေးလိုက်မယ်ပြီးရင်ကျွန်တော် enhance ပေါ့နော်ပြီးရင်ကျွန်တော်ရှာလိုက်မယ်ဟုတ်ပြီဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးမှာပေါ်နေတဲ့တစ်ခုကိုကျွန်တော်ဝင်လိုက်မယ်အကောင့် sign in လုပ်ပေးရပါမယ်ကျွန်တော်အကောင့်တစ်ခုနဲ့ sign in လုပ်ပေးလိုက်ပါကျွန်တော်ကတော့ထုံးစံတိုင်းပဲ Google နဲ့ sign in လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီနားကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ show file ဆိုတာရှိပါတယ်အတန် file ကိုတွားရေးလို့ရတယ်လို့ကိုယ်တိုင်လည်းဒီမှာ recorder ဆိုတာရှိတယ်ပေါ့နော်အဲ့မှာ record ရှင်းလုပ်လို့လည်းရပါတယ်ကျွန်တော်အတန် file ကိုတွားယူလိုက်ပါမယ်ကျွန်တော်ခုနကတော့အတန်သွင်းထားတယ်ပေါ့နော်ကိုက screen record လုပ်တယ်ဆိုတော့စမ်းပြလို့မရလို့ပေါ့နော်ဆိုတော့အတန် file တွားယူလိုက်ပါမယ်ဒါတော့ကျွန်တော်အတန် file ရေးလို့ပြီးသွားပြီပေါ့နော်ဆိုရင်ကျွန်တော်ခဏတော့စောင့်ပေးလိုက်မယ်သူဒီမှာအတန် file ကို upload လုပ်နေတယ်ပေါ့နော်အဲ့လောက်တာပြီးသွားလို့ရှင်သူကတပြိုင်နက်တည်းတခါတည်းဒီအတန် file ရဲ့အနောက်ကစူညံတန်တစ်ခါတည်းဖြတ်ပြီးသွားတာပေါ့နော်အခုဆိုရင်ကျွန်တော်ရဲ့ file ကပြီးသွားပြီပေါ့နော်ဒီမှာ15စက္ကန့်ရှိပါတယ်အဲ့ဒါကိုကျွန်တော်တစ်ချက်ဖွင့်ပြမယ်ပေါ့နော်အဲ့တော့ဒါကိုမဖွင့်ပြခင်မှာကျွန်တော်recording လုပ်ထားတဲ့ file ကိုအရင်တော့ဖွင့်ပြအောင်နော် recording လုပ်ထားတဲ့အချိန်မှာကျွန်တော်ပန်ကာကိုဖွင့်ပြီး1မိနစ်တက်စူညံအောင် recording လုပ်ထားပါတယ်ကျွန်တော် recording လုပ်ထားတဲ့ file ကိုတစ်ချက်ဖွင့်ကြည့်မယ်ပေါ့နော်ဆိုတော့ recorder ထဲမှာရှိတယ်ပြီးရင်ဒီတစ်ခုပေါ့နော်မင်္ဂလာပါ Logic Lab Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့မိုက်မသုံးဘဲနဲ့ background စူညံတန်တွေကဲလေတန်တွေပါတော့เนาะပန်ကာနဲ့တွင်ထားတာဖြစ်တဲ့အတွက်လေတန်တွေပါတယ်တန်ကလည်းကြည်လင်ပြတ်တာမှုတိတ်မရှိဘူးဒါပေမဲ့ဒီကောင်ကိုကျွန်တော် Adobe Focus ထဲမှာထည့်လိုက်ပြီပေါ့နော်အဲ့ဒါ reset ကိုဘယ်လိုရမလဲဆိုတာတစ်ချက်လောက်ပြန်သွားကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဖွင့်ကြည့်လိုက်မယ် Adobe Postcard ထဲမှာကျွန်တော်ရဲ့အတန် file ကပြီးသွားပြီကျွန်တော် volume နဲ့တင်လိုက်အောင်နော်အားလုံးပဲမင်္ဂလာပါ Logic Lab Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်
ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် background အတန်နဲ့စဉ်းညံတဲ့ရအောင်တော့ကောင်းလို့ရမယ်ဆိုတော့ပြောပြတော့ဟာပဲ Okay ဒါကတော့noise reduction ပြီးသွားပြီเนาะ enhance လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တိထားရမှာတစ်ခုကအတန်တွင်းတဲ့ချိန်မှာကိုယ့်ရဲ့အတန်ကိုကြည်လင်ပြတ်သားအောင်တွင်းပို့တော့လို့တော့ဗောနော်ကျွန်တော်ပန်ကားနဲ့ဆန်လိုက်တဲ့ချိန်မှာတော့တချို့နေရာတွေမှာကျွန်တော်အတန်ကနည်းနည်းတိုးနေခင်မှာ तू အတန်ကျအောင် तू လုပ်ပေးရတယ်ဖြစ်တဲ့အတွက်နည်းနည်းတော့ဘယ်လိုပြောမလဲအတန်လေးခက်မှန်ပြီး तू ထည့်လိုက်ရတဲ့သဘောတွေရှိတယ်ဗောနော်ဒါပေမဲ့ကျွန်တော်တကယ်အပြင်မှာအတန်တွင်းနေတော့အဲ့ထက်တော့ဆိုလိမ့်မယ်လို့ကျွန်တော်လည်းမထင်ဘူးเนาะဒါပေမဲ့ကျွန်တော်လုပ်လို့ရပါတယ်စညတန်နေအများကြီးကျွန်တော်တို့ဖြောက်လို့ရတာပေါ့နော်ဒါလို့ဆိုရင်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်မိုက်တွေပါတယ်ဝယ်စရာမလိုတော့ပေါ့နော်ကျွန်တော်ရှိတဲ့ဖုန်းနဲ့ပဲအတန်လေးတွေတွင်ပြီးတော့မှတန်ဖိုင်ကိုကြည်လင်ပြတ်သားအောင်လုပ်လို့ရပြီပေါ့နော်ပြန်စမ်းကြည့်ကြပါပေါ့နော်အဆင်ပြေကြပါစေ